ရှမ်းပြည်နယ်အရှေ့ပိုင်းမာယောင်ခရိုင်မာယောင်မြို့နယ်မှာယနေ့မွန်းလွယ်ပိုင်းက1380ခုနှစ်ယမရိုးရာနှစ်တိကူအတတကြံဖွင့်ပွဲအခမ်းအနားကျင်းပပါတယ်ထို့တို့ကျင်းပရာမှာအမတ်4ရပ်ကွက်ရှိပလမင်းထင်လာမ၌လမ်းလျှောက်တကြံဖွင့်ပွဲအခမ်းအနားကိုလကောင်ကျိုဆိုပါဤဆိုင်ဘုတ်ရှိပလမင်းထင်လာမမှာဗဟိုမန်တဲ့ဖွင့်ပွဲအခမ်းအနားကိုလကောင်ခရိုင်အုပ်ချုပ်ရေးမှူးဦးဝေမောင်နီးပြူဟာမူပြည်တုလွတ်တော်ကိုစလဲဦးဆိုင်အောင်ခမ်ပြည်နယ်လွတ်တော်ကိုစလဲဦးဆိုင်ပွန်းစီနဲ့မြို့မီမြို့ဖဦးဝင်းတင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်ထို့နောက်တကြံရင်အကအဖွဲ့များကမြို့မောင်ဝေကင်းတစင်းဖြင့်စုပေါင်းကပြပြီးခရိုင်အုပ်ချုပ်ရေးမှူးနီးပြူဟာမူနဲ့လွတ်တော်ကိုစလဲများကတကြံရင်အဖွဲ့များတကြံမဲများအဲ့ဒီတော်များအားအတားရေပတ်ဖြန်းပေးခဲ့ပါတယ်ဒီတင်းကိုနမ်ပန်ကပေးပို့ထားပါတယ်ရှင်